ကျွန်တော်တို့မနေ့ကမှစပြီးတော့ဖွင့်တဲ့ဒလာဒရာကြီးပေါ်တက်ပါမယ်ကဲအကုန်လုံးပဲလိုက်ကြည့်ပါဦးကဲတက်ကြည့်လိုက်မယ်နော်အားတွေပိတ်နေပါလေအကုန်လုံးကတက်ကြည့်နေကြအောင်ကျွန်တော်အခုဆိုရင်ဒရာကြီးပေါ်ကိုရောက်ပါပြီအရင်ကဆိုရင်ပေါ့နော်ဒါဒလားဘက်ကိုကူးမယ်ဆိုရင်ဒီတင်မောတွေတမန်တွေကိုပေါ့နော်စောင့်ပြီးကူးခဲ့ရတာဟုတ်ဒါအားလုံးအသိပဲဖြစ်မှာပါအခုတော့ဒီခံညားထဲ့သွားတယ်ပေါ့နော်ဒရာကြီးကြောင့်မြစ်တစ်ဖက်ကန်းကိုဒါမိနစ်ပိုင်းအတွင်းရောက်တယ်ဆိုတာဒါတကယ်ကိုဝမ်းသာစရာပါပဲအခုမြင်နေရတဲ့ဘက်ချမ်းတော့ဒလားဘက်ချမ်းပေါ့နော်ဒလားဘက်ချမ်းကိုရောက်တော့မှာပါတိုးဂိတ်ကတော့လောဆယ်တော့ဖြတ်တန်းကတော့မယူသေးဘူးဗျဒီ view လေးကတော့ကျွန်တော်ညာဘက်အပြင်အောင်ပေါ့နော်အမှတ်တရအနေနဲ့ရိုက်ထားတာပါဒါကြီးရဲ့ဘေးမှာဒါလူသွားလျှောက်လန်းနေပါလို့ပေါ့နော်ဒါဒီပေါ်ကိုလာပြီးတော့လေညင်းခံကြတယ်ပြီးတော့အမှတ်တရဓာတ်ပုံလာရိုက်ကြတဲ့လူတွေလည်းအများကြီးပဲဗျဆက်ဆက်တွေပါကြီးကြည့်ပြီးတော့ပေါ့နော်အမှတ်တရဓာတ်ပုံရိုက်မယ်ဆိုရင်တော့ညနေခင်းလေးလာပြီးတော့ရိုက်ကြတာပို့ပြီးတော့အဆင်ပြေလိမ့်မယ်လို့ကျွန်တော်ထင်ပါတယ်ကျွန်တော်ကြံပေးလို့တာကတော့ဒီရက်ပိုင်းလာမဲ့သူတွေအတွက်ကတော့ညနေခင်းစောစောလေးလာဖို့ပေါ့နော်နည်းနည်းလေးနောက်ကျပြီဆိုရင်တော့ကားအရန်ပိတ်လို့ဆိုပြီးတော့တရားလဲဟိုပါပေါ့8နာရီခွဲ9နာရီလောက်ဆိုရင်ပိတ်ပါတယ်